လေးစားအပ်ပါသောပြည်သူလူထုအပေါင်းတို့ခင်ဗျာမင်းအွန်လိုင်းနဲ့အပေါင်းပါစီအုပ်စုတို့ကစစ်တပ်ကိုအသုံးချပြီးလက်နဲ့အားကိုးနဲ့နိုင်ငံတော်အာဏာကိုသိမ်းပိုက်ဖို့ကြိုးပမ်းတာတနှစ်တင်းပြီးနေပါပြီ။သို့သောသူတို့ရဲ့အာဏာသိမ်းမှုကြိုးပမ်းခြင်းဟာလုံးဝမအောင်မြင်ပါဘူး။မင်းအွန်လိုင်းနဲ့တောင်းကျမ်းသူစီအုပ်စုတို့ကအာဏာသိမ်းပိုက်ဖို့ကြိုးပမ်းနေတဲ့တနှစ်တာကာလအတွင်းမှာပြည်ထောင်စုသမိုင်းမှာသာမကကမ္ဘာသမိုင်းမှာပါမကြုံစဘူးလောက်အောင်ရက်ဆက်မှုကြမ်းကြုတ်မှုလူသားမဆန်တဲ့ပြစ်မှုမျိုးစုံကိုသူတို့ကျူးလွန်နေပါတယ်ကမ္ဘာစစ်ရာဇဝတ်မျိုးစုံကိုသူတို့ကျူးလွန်နေပါတယ်ငင်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုတွေကိုမတရားဖမ်းဆီးထောင်ချနေပါတယ်တေတံပေးနေပါတယ်တိုက်ခိုက်တပ်ဖြတ်နေကြပါတယ်ငင်းချမ်းစွာနဲ့ CDM လုပ်နေတဲ့ဝန်ထမ်းများကိုဒုက္ခမျိုးစုံပေးနေကြပါတယ်သူတို့အိမ်မှာလုံခြုံစွာနေလို့မရအောင်အမျိုးချိန်ချုပ်ပြီးတော့အိမ်တွေကိုတိမ့်ပိုက်တယ်အိမ်တွေကိုဖျက်ဆီးနေပါတယ်ရွာပေါင်းများစွာကိုလေရင်နဲ့ဘုံကျဲပြီးတော့တိုက်ခိုက်ဖျက်ဆီးနေပါတယ်မြို့ပေါင်းများစွာကိုလည်းသူတို့မီးလောင်တိုက်သွင်းပြီးတော့တိုက်ခိုက်ဖျက်ဆီးနေပါတယ်ပြည်သူလူထုရဲ့ဘဝအိုးအိမ်ကိုမတရားတိုက်ခိုက်ဖျက်ဆီးနေပါတယ်ဒါပေမဲ့မင်းအွန်လိုင်းနဲ့တောင်းကျမ်းသူစီအုပ်စုတို့ကပြည်သူလူထုကိုဘလူပဲချိန်ချောက်နေပါစေဘလူပဲရက်ဆက်ကြမ်းကြုတ်နေပါစေဘလူပဲချီမုံအောင်ကျူးစားနေကြပါစေလုံးဝမအောင်မြင်ပါဘူးပြည်သူလူထုတရားလုံးကစစ်အာဏာရှင်ကိုလက်မခံတော့ဘူးဟဲ့ဆိုပြီးတော့သူတို့အန်တုတော်လှန်နေကြပါတယ်ဒါကြောင့်ကျွန်တော်တို့ຫນွေဦးတော်လှန်ကြီးဆင်နွှဲတာလဲတနှစ်တင်းပြီးနေပါပြီဒီຫນွေဦးတော်လှန်ကြီးကာလတစ်လျှောက်လုံးမှာလမ်းမပေါ်ထွက်ပြီးတော့ဆန္ဒပြနေကြတဲ့ပြည်သူလူထုတရားလုံးကကျွန်တော်ဦးညုတ်ဂုဏ်ပြုတဲ့အကြောင်းပြောကြားလိုပါတယ်အခက်ခဲပေါင်းများစွာကြားက CDM ကိုတနှစ်တင်းလောက်နေကြတဲ့ဝန်ထမ်းအလုံးကိုလည်းလေးစားဂုဏ်ပြုတဲ့အကြောင်းကျွန်တော်ပြောကြားလိုပါတယ်လူကြီးမင်းတို့ရဲ့လှုပ်ဆောင်ချက်တွေသာမရှိဘူးဆိုရင်ဆန္ဒပြတဲ့ခေါင်းဆောင်တွေ CDM လုပ်နေတဲ့ဝန်ထမ်းတွေသာမရှိဘူးဆိုရင်ဒီနေ့ဒီချိန်မှာမင်းအွန်လိုင်းကတိုင်းပြည်ကိုသူစိတ်တိုင်းကြဖျက်ဆီးလို့ရမှာပဲဖြစ်ပါတယ်ဒီအန်တုဒေါ်လာကြီးမှာအသက်ပေးခဲ့ကြတဲ့ဘီသူလူထုတို့ရဲ့တရေကောင်းအပေါင်းတို့ကိုလည်းကျွန်တော်ဦးညွတ်ဂုဏ်ပြုပါတယ်လေးစားပါတယ်ဂုဏ်ပြုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောကြားပါရစေဒါဒီမကဘူးမင်းအွန်လိုင်းနဲ့စီကောင်စီတို့ရဲ့မတရားအာဏာသိမ်းပိုက်မှုကြောင့်ဘီသူလူထုရဲ့ဘဝအိုးအိမ်ပျက်စီးမှုကိုမကြည့်နိုင်လို့မခံနိုင်လို့မလွဲတာမဆောင်တာလက်နဲ့ကင်ဒေါ်လာကြီးရှင်နွေးနေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အားလုံးကိုလည်းကျွန်တော်လေးစားဂုဏ်ပြုတဲ့အကြောင်းပြောကြားလိုပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF များ LDF များသာမကကျွန်တော်တို့ချင်းပြည်မှာချင်းပြည်ကိုကာကွယ်ဖို့လူထုကဖွဲ့စည်းလိုက်တဲ့ CDF များကိုလည်းကျွန်တော်လေးစားဂုဏ်ပြုတဲ့အကြောင်းပြောကြားလိုပါတယ်လူကြီးမင်းတို့ရေဘော်တို့တင်တို့ဟာကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ခြေပွင့်များပဲဖြစ်ကြပါတယ်တင်တို့ကသာလျှင်ကျွန်တော်တို့တိုင်းပြည်ကိုလွတ်မြောက်အောင်ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်တင်တို့ရဲ့အင်အားနဲ့မင်းအွန်လိုင်းနဲ့စစ်ကောင်စီကိုကျွန်တော်တို့ဖြုတ်ချသွားရမှာပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်လုံးဝရွေးမစောပဲအားမစောပဲအာမန်တင်ပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်ထို့ပြင်ကျွန်တော်တို့ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများရရှိရေးအတွက်နှစ်ပေါင်း90ကျော်တော်လှန်ရေးရှင်နှွှဲနေတဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုလည်းကျွန်တော်လေးစားတဲ့အကြောင်းဂုဏ်ပြုတဲ့အကြောင်းအားကိုးတဲ့အကြောင်းကျွန်တော်ပြောကြားလိုပါတယ်တိုင်းရင်းသား
ဒေါ်လာကြီးအဖွဲ့အစည်းတီးတီးကိုယနေ့ပြည်သူလူထုတရားလုံးကပြည်ထောင်စုကိုဂေတင်မဲ့အင်အားစုကြီးများအဖြစ်ပြည်ထောင်စုလွတ်မြောက်ကြီးကိုဆောင်ရွက်ပေးနိုင်မဲ့အင်အားစုကြီးများအဖြစ်မင်းအွန်လိုင်းနဲ့စစ်ကောင်စီကိုဖျောက်ချရေးအတွက်စစ်တမ်းမှတိုက်ပွဲဝင်ပေးမဲ့ရေးပေါ်များအဖြစ်ပြည်သူလူထုတရားလုံးကမျှော်လင့်ဆောင်စားနေကြပါတယ်မျှော်လင့်တဲ့အတိုင်းလူထုရဲ့ဆန္ဒကိုဖြစ်ဆွပေးဖို့စစ်တမ်းကနေပြီးတော့ဝင်ပြီးတိုက်ပွဲဝင်ပေးကြမယ်တိုက်ပွဲဝင်ပေးနေကြပြီးစစ်ဆက်ပြီးတော့တိုက်ပွဲဝင်ရမယ်ဆိုပြီးတော့ကျွန်တော်မျှော်လင့်ပါတယ်အားလေးအားကူပါတယ်ဆိုပြီးတော့ကျွန်တော်ပြောကြားလိုပါတယ်ဒီနေ့ကျွန်တော်တို့ရှင်နှွေးနေတဲ့အရေးတော်ပုံကြီးຫນွေဥတော်လှန်ကြီးဟာစစ်အာဏာရှင်တိုက်ဖြည့်ရေးတစ်ခုတည်းတွေ့တာကျွန်တော်တို့ရှင်နှွေးတော်လှန်တဲ့တော်လှန်ကြီးမဟုတ်ပါဘူးကျွန်တော်တို့ပြည်ထောင်စုတိပြန်လည်လွတ်မြောက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်များပင်လုံမှာမြုံမှန်းခဲ့တဲ့အတိုင်းဒီပြည်ထောင်စုကြီးကို Federal Democracy ပြည်ထောင်စုစနစ်နဲ့ပြန်လည်ထူထောင်နိုင်ရေးအတွက်ရှင်နှွေးတဲ့တိုက်ပွဲလေးဖြစ်ပါတယ်ဒီတိုက်ပွဲမှာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဒေါ်လှန်ရေးကြီးမှာပြည်သူလူထုတရားလုံးတမိုင်းမှာမကြုံစဘူးငြိမ်ငွတ်နေကြတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်တိုင်းရင်းသားလူမျိုးပေါင်းစုံအလွှာပေါင်းစုံပြည်သူလူထုတရားလုံးငြိမ်ငွတ်မှုအင်အားကိုမကြာသေးခင်ကကျင့်ပတဲ့ပြည်သူညီလာခံကြီးမှာကျွန်တော်တို့ပြသနိုင်ခဲ့ပါတယ်မကြာသေးခင်2020ဇန်နဝါရီလ29ရက်နေ့ကနေပြီးတော့29ရက်နေ့အထိကျင်းပတဲ့ပြည်သူညီလာခံကြီးမှာကျွန်တော်တို့ပြည်ထောင်စုကြီးကို Federal Democracy စနစ်နဲ့ညီပြန်လည်ထူထောင်နိုင်ရေးအတွက် Federal Democracy ပြည်ရင်လို့ခေါ်တဲ့ Federal Democracy Charter ကိုအစိတ်အပိုင်း1ရောအစိတ်အပိုင်း2ရောကျွန်တော်တို့မွမ်းမံပင်စင်ရေးသားပြီးတော့အတီးပြုတ်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်ဒီ Federal Democracy ပြည်ရင် Charter ဆိုတာကျွန်တော်တို့ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခိုင်အမာဆုံးသောအုတ်မြစ်ကိုကျွန်တော်တို့ချမှတ်နိုင်ခြင်းဖြစ်ပါတယ်အဲ့ဒီအခိုင်အမာဆုံးသောပြည်ထောင်စုအုတ်မြစ်ကြီးတဲမှာကျွန်တော်တို့ပြည်ထောင်စုမျှော်လင့်ချက်မှာပြည်ထောင်စုရဲ့စံတန်ဖို့များတာမကပြည်ထောင်စုကြီးကိုကျွန်တော်တို့ထူထောင်တဲ့အခါမှာအခြေခံရမယ်လမ်းခွန်အခြေခံမှုများကိုလည်းကျွန်တော်တို့အပြည့်အစုံဖော်ပြထားပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ထူထောင်မဲ့ပြည်ထောင်စုကြီးဟာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီးတော့တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ဒီမိုကရေစီကြီးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးတွေကိုအပြည့်အဝအာမခံရမှာဖြစ်တဲ့အတွက်အဲ့ဒီပြည်ထောင်စုတစ်ထဲမှာစစ်အာဏာရှင်စနစ်ဆိုတာနေရာမရှိတော့ပါဘူးစစ်အာဏာရှင်စနစ်သာမကဘူးမီဒီအာဏာရှင်စနစ်မှာကျွန်တော်တို့ရှင်တန်ခွင့်ပေးမှာမဟုတ်ပါဘူးမီဒီအာဏာရှင်စနစ်မြရှင်တန်လို့မရအောင်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်ထို့အတွက်ကြောင့်အာဏာသိမ်းဖို့ကြိုးပမ်းနေတဲ့မင်းအွန်လိုင်းနဲ့တောင်းကျမ်းသူစစ်အုပ်စုတို့ကိုကျွန်တော်ပြောကြားလိုပါတယ်မင်းတို့ရဲ့မာယွင်ခဲ့တဲ့လောက်ရအလုံးကိုပြည်သူလူထုထံအမြန်ဆုံးတောင်းပန်ကြပါမင်းတို့ရဲ့ပြစ်မှုအလုံးအတွက်အမြန်ဆုံးလူထုကိုတောင်းပန်ကြပါမင်းတို့ကျူးလွန်ခဲ့တဲ့စိကြကြဝမှုအလုံးအတွက်လူထုကိုတောင်းပန်ကြပါဒီလူထုကိုတောင်းပန်ပြီးတော့မင်းတို့တိမ်ပိုက်ရန်ကျူးပန်းနေသောပြည်သူအာဏာကိုပြည်သူထံသို့အမြန်ဆုံးလွှဲအပ်ပေးပါလို့ပြောကြားရင်းနဲ့နိဂုံးချုပ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရေတော်ပုံအောင်ရမယ်ရေတော်ပုံအောင်နေပြီ